ကွန်ပျူတာမလိုဘဲနဲ့ဒီလို Arduino wireless ကားတစ်စီးကိုဖန်တီးဖို့အတွက်ပေါ့နော်ဘယ်လိုလုပ်ဆောင်အောင်မလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်So Arduino ဆိုတာဘာလဲမသိသေးတဲ့သူတွေနဲ့ရှင်းပြမယ်ပေါ့နော် Arduino ဆိုတာကျွန်တော် microcontroller ပေါ့နော် microcontroller ဆိုတော့ကျွန်တော်တို့ဒီလို hardware device တွေကို software သုံးပြီးတော့ဒါထိန်းချုပ်လို့ရတယ်ပေါ့နော် software ဆိုတော့ code တွေရေးသားရတာပေါ့နော်ကွန်ပျူတာနားလည်တဲ့ဘာသာစကားနဲ့ဒီsoftware တွေကို hardware တွေကိုထိန်းချုပ်တာပေါ့နော်ဒီလိုကြိုးတွေကနေတစ်စင် hardware တွေကိုထိန်းချုပ်တာဒီလိုမျိုးနည်းနဲ့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့ကြိုးမဲ့ထိန်းချုပ်လို့ရတဲ့ကားတစ်စီးကိုတိစောက်တာပေါ့နော်ဒီမှာဆိုရင်ကြိုးမဲ့ဆိုတဲ့နေရာမှာ internet ပေါ့နော်ဒီမှာဆိုကျွန်တော် Bluetooth internet ကိုကျွန်တော်အသုံးပြုမှာပေါ့နော် Arduino မှာ Bluetooth မပါတော့ကျွန်တော် Bluetooth module လေးနဲ့ချိတ်ပြီးတော့သုံးပြီးတော့ကျွန်တော်တို့က Bluetooth ကားတစ်စီးကိုဖန်တီးထားတာပေါ့နော်ဒါဆိုကျွန်တော်တို့ကွန်ပျူတာမပါဘဲနဲ့လုပ်ထားတာအဲ့တော့တကယ်ဟုတ်မဟုတ်ဆိုတော့ကျွန်တော်သက်သေပြမယ်ပေါ့နော်ကျွန်တော်သုံးလိုက်တဲ့ software လေးကတော့ကျွန်တော်တို့ Skyware for Arduino လို့ခေါ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော် Play Store မှာမရှိပါဘူးအဲ့ဆိုတော့သုံးချင်နေဆိုရင်တော့ကျွန်တော်တို့ APK Viewer ကိုကျွန်တော်တို့အရင်ဦးဆုံး set ထဲမှာတွန်းထားပါတွန်းထားပြီးမှ APK Viewer ကနေပြီးတော့ကျွန်တော်တို့ Skyware for Arduino ကိုတစ်ဆင့်ပြန် down ပေးပေါ့နော်အဲ့လိုမျိုးလုံးမပဲရမယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒီ Skyware for Arduino နဲ့ကျွန်တော်ဒီ Bluetooth ကားတစ်စီးအတွက် project တွေကို software တွေဘယ်လိုရေးထားလဲပြင်ဆင်ထားလဲဆိုတာကိုပြပေးပါမယ်ဒီလိုပေါ့နော် Arduino မှာဆိုကျွန်တော် set နဲ့လူရှိတယ် set ထဲမှာဆိုဒီလိုမျိုးကိုသုံးမဲ့ပင်တွေကိုကျွန်တော်တို့ output တွေချိန်ညာထားတယ် variable တွေတိစောက်ထားတယ်ပေါ့နော်ဒီမှာလူထဲမှာဆိုကျွန်တော်တို့ command တွေဖန်ထားတယ်ဒီမှာ CD ရရှိမယ်ဆိုရင် CD ကို variable တွေထည့်ပြီးတော့ app ဆိုရင် go forward B ဆိုရင် go back အဲ့လိုမျိုးပေါ့နော်ဒါကတော့လိုအပ်တဲ့ function တွေကို move block လေးတိစောက်ထားတာပါနောက်ဆုံး final code ကတော့ကျွန်တော်ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒါ final code ကလေးပေါ့နော် okay ပါဆိုတော့ကျွန်တော်တို့ကဖုန်းနဲ့ဒီကောင်လေးကိုသုံးမယ်ဆိုရင်ဂျားထဲမှာ USB ကြိုးလေးတော့ခံပေးရမှာပေါ့နော် OTG ကြိုးလေးခံပေးရမှာပါဒီမှာဆိုကျွန်တော်တို့က compile လုပ်ပြီးတော့ upload လုပ်မယ်ပေါ့နော်ဒီမှာ uploading လုပ်နေမယ်ရာခိုင်နှုန်းလေးတော့ဒီမှာမီးလေးခတ်နေတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကကုတ်ကိုဖုန်းကနေပြီးတော့ဒီ Arduino ထဲကိုထည့်တာပေါ့နော်ကွန်ပျူတာမှာပါပဲနဲ့ဆိုတော့ဒီမှာဆိုမီးလေးကတအားခတ်နေတယ်ပေါ့နော်ကျွန်တော် connected လုပ်လိုက်မယ် software ထဲမှာပေါ့နော်အဲ့မှာ connected ဖြစ်သွားလို့ရှိရင်မီးလေးကအရင်မခတ်တော့ပေါ့နော်ဒီမှာဆိုရင်ဒီလိုမျိုးလေးပေါ့နော်ဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်တို့ကားလေးကိုမောင်းလို့ရပြီပေါ့နော်ဒါဆိုနောက်ဆုတ်တာရှေ့သွားတယ်ဘယ်ကွေ့မယ်ညာကွေ့ဘယ်ကွေ့ညာကွေ့ပေါ့နော်ဒီလိုမျိုးလေးရှေ့သွားမယ်နောက်ဆုံးမယ်ဒီလိုမျိုးပေါ့နော်ကျန်တဲ့ရှေ့မီးသီးတို့နောက်မီးသီးတို့ထည့်တယ်ဆိုတာလိုလေးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီလိုမျိုးဒါ Arduino ကိုဖုန်းနဲ့လေးလာခြင်း